မကောင်းမှုဆိုင်ရာပြဿနာရဲ့၃မျိုးသောပုံစံ 3-4 problem of evil နော်အစောပိုင်းမှာဖော်ပြခဲ့သလိုမကောင်းမှုဆိုင်ရာပြဿနာဒီ problem of evil ဆိုတာတကယ်တော့ပြဿနာ၃မျိုးကိုတစ်ခုတည်းအဖြစ်စုစည်းထားတာဖြစ်ပါတယ်အဲ့ဒါတွေကတော့ logical problem ယုတ်တိဗေဒဆိုင်ရာပြဿနာ evidential problem တတိအထောက်ထားဆိုင်ရာပြဿနာemotional problem စိတ်ခံစားမှုဆိုင်ရာပြဿနာတို့ဖြစ်ပါတယ်မကောင်းမှုဆိုင်ရာယုတ်တိဗေဒပြဿနာ now the logical problem of evil ဒီပြဿနာကိုနဲ့ရင်ဆိုင်နေရတဲ့သူတွေကတော့အားလုံးဆိုကောင်းမြတ်ပြီးတော့အားလုံးဆိုတကိုးရှင်ဖြစ်တဲ့ဘုရားသခင်တပါးသည်ရှိခြင်းနဲ့နောကမှာမကောင်းမှုတည်ရှိနေခြင်းတို့ကြောင့်တို့ကြယုတ်တိဗေဒအရာစန့်ကျင်မှုရှိတယ်လို့နော်ယုံကြည်ကြခြင်းဖြစ်ပါတယ်နော်အဲ့တော့ဆောစောရုံးအားလည်းပဲအားတင်ပြထားပြီးသွားပြီဘုရားသခင်အားလုံးစုံကိုတတ်နိုင်တဲ့တကူရှိတယ်အားလုံးစုံကောင်းမြတ်တယ်ဆိုရင်နော်ဒီ problem ကဘာမှဖြစ်เสียမလို့ဘူးဆိုတော့ဒီယုတ်တိဗေဒဆိုင်ရာနော်စန့်ကျင်မှုကိုအခြေခံထားတဲ့အချက်ဖြစ်တယ်သူတို့ရဲ့အမြင်အရာဒီနှစ်ခုတည်းကတစ်ခုတည်းသာတည်ရှိပြီးတော့နှစ်ခုစလုံးတစ်ပြိုင်နက်တည်းတည်ရှိလို့မရဘူးလို့ဒါကြောင့် logical problem or evil ကိုအတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့မကောင်းမှုတို့ဟာနော်ယုတ်တိဗေဒအရာအတူတကွတည်ရှိဖို့မဖြစ်နိုင်ဘူးဆိုတဲ့ကန့်ကွက်ချက်ဖြစ်ပါတယ်မကောင်းမှုဆိုင်ရာသက်သေအထောက်အထားနောက်တစ်ခုကတော့မကောင်းမှုဆိုင်ရာသက်သေအထောက်အထားဖြစ်ပါတယ် the evidential problem of evil ပေါ့နော်ဒီကံကိုချက်ကတော့အနေငယ်ပိုပြော့ပြောင်းပါတယ်ဘုရားသခင်ရဲ့မကောင်းမှုတို့ကြားယုတ်တိဗေဒရာလုံးဝစန့်ကျင်မှုမရှိနိုင်ဘူးဆိုတာကိုလက်ခံနိုင်ပေမဲ့ကဘာပေါ်မှာမကောင်းမှုတွေအလွန်များပြားလွန်းနေတယ်လို့ထောက်ပြပါတယ်မကောင်းမှုတွေအလွန်များပြားလွန်းတဲ့အတွက်ဘုရားသခင်ကအဲ့ဒီမကောင်းမှုတွေကိုခွင့်ပြုဖို့ရှိနိုင်တဲ့အကြောင်းပြချက်မှန်သမျှထက်တောင်အလေးသာနေတယ်လို့ဆိုပါတယ်ဘုရားသခင်ကခွင့်ပြုထားတယ်ခွင့်ပြုတာထက်တောင်မှဒီပြဿနာတွေကပိုလို့များနေတယ်တဲ့သူ့ရဲ့စင်ချင်ညှဆန်တဲ့အချက်ကတော့နော်ဆိုတော့အဲ့မကောင်းမှုတွေကိုခွင့်ပြုဖို့ရှိနိုင်တဲ့အကြောင်းပြချက်မှန်သမျှထက်တောင်မှလေးသာနေတယ်လို့ဆိုတယ်ဒါကြောင့်မကောင်းမှုတွေအားလုံးကိုထည့်သွင်းစဉ်းစားတဲ့အခါဘုရားသခင်တည်ရှိနိုင်ခြေတော့ရှိနိုင်ပေမဲ့တည်ရှိဖို့လုံးမဖြစ်နိုင်ဘူးလို့ဒီ evidential problem ကနော်ဆိုထားပါတယ်ဥပမာဒီပြဿနာနဲ့ရုန်းကန်နေရတဲ့သူတယောက်က Holocaust မှာဖြစ်ပွားခဲ့တဲ့မကောင်းမှုတွေလူမျိုးစုံเนาะတပ်ဖြတ်မှုမှာဖြစ်ပွားခဲ့တဲ့မကောင်းမှုတွေဘယ်လောက်များပြားသလဲကြည့်ပါအဲ့ဒီအထက်ကဘာကောင်းကျိုးတွေထွက်လာခဲ့တယ်လဲနည်းနည်းတော့ရှိအောင်ရှိနိုင်ပါတယ်ဒါပေမဲ့မကောင်းမှုကကောင်းမှုထက်အလုံးများပြားနေတဲ့အတွက်ဒီအလုံးစုံကောင်းမြတ်ပြီးတော့အလုံးစုံတကုရှင်ဖြစ်တဲ့ဘုရားခင်ရှိမနေနိုင်ဘူးလို့ဆိုနိုင်ပါတယ်နောက် argument တစ်ခုကတော့ emotional เนาะemotional problem of evil မကောင်းမှုဆိုင်ရာစိတ်ခံစားမှုပြဿနာဒီပြဿနာကတော့ဉာဏ်ပညာဆိုင်ရာမေးခွန်းတွေအပေါ်အဓိကအယုံစိုက်တာမဟုတ်ဘူးလူတို့ချင်းစီရဲ့ကိုရေးကိုတာနာကျင်မှုဝမ်းနဲ့ကြေကွဲမှုနဲ့ဒုက္ခဆင်းရဲခြင်းဆိုင်ရာအတွေ့အကြုံတွေပေါ်မှာပို့ပြီးတော့အယုံစိုက်ထားပါတယ်ဥပမာမွေးကင်းစားကလေးတစ်ယောက်ကိုရုတ်တရက်ပြင်းထန်တဲ့ယောဂကြောင့်မလို့ဆုံးရှုံးလိုက်ရတဲ့မိခင်တစ်ယောက်ကိုစဉ်းစားကြည့်ပါနော်စဉ်းစားကြည့်ဒါမှမဟုတ်သူ့အဖွားရဲ့နော်ယောဂပျောက်ကင်းဖို့ဆွတောင်းပြီးတော့ဆွတောင်းနေခဲ့ပေမဲ့နောက်ဆုံးမှာအဖွားသေးဆုံးသွားတာကိုမြင်တွေ့ရတဲ့ကလေးငယ်တစ်ယောက်ကိုစဉ်းစားကြည့်ပါဒါမှမဟုတ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြင်းထန်တဲ့နာကျင်မှုနဲ့ဒုက္ခဆင်းရဲမှုတွေကိုစဉ်းစားကြည့်ပါဒီလိုအခြေအနေမျိုးမှာဉာဏ်ပညာနဲ့ယုတ်တိဗေဒပညာပေါ်နော်ယုတ်တိဗေဒဘာသာအရာအဖြေတွေကကျွန်တော်တို့ကိုကျင့်နဲ့စီနိုင်မှာမဟုတ်ပါဘူးအဲ့ဒီအဖြေတွေကကျွန်တော်တို့ရဲ့ပြဿနာကိုအမှန်တကယ်ဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူးနှဆိုင်တဲ့နာကျင်မှုနဲ့စိတ်ရှုပ်ထွေးမှုတွေဆက်ရှိနေဦးမှာပါပဲဒီလိုအမှောင်ထုကြီးနဲ့ရင်ဆိုင်ရတဲ့အခါဘုရားသခင်တကယ်ရှိရသလားဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲမှုတွေကိုဘုရားသခင်တကယ်ဂရုစိုက်ရလားခံစားချက်ကနေမေးတယ်မေးခွန်းနော်တန်တရားတွေဝင်လာနိုင်ပါတယ်ဒီပြဿနာ၃မျိုးစလုံးဟာမကောင်းမှုနဲ့ဒုက္ခဆင်းရဲဆိုင်ရာ
နော်မေးခွန်းတွေကိုထိတွေ့နေကြပြီမယ်တမျိုးနဲ့တမျိုးမတူကြဘူးနော်ဒါကြောင့်တစ်ခုချင်းစီကိုမတူညီတဲ့နီးလန်းနဲ့ကိုင်းတွေဖြည့်ရှင်းဖို့လိုအပ်ပါတယ်အခုတော့တစ်ခုချင်းစီကိုအသေးစိတ်ကျွန်တော်တို့ကြည့်သွားမှာဖြစ်ပါတယ် The logical problem of evil မကောင်းမှုဆိုင်ရာယုတ်တိဗေဒပြဿနာကိုကျွန်တော်တို့ဖြည့်ရှင်းကြည့်မယ်အားလုံးစုံကောင်းမြတ်ပြီးတော့မှအားလုံးစုံတကူရှင်ဖြစ်တဲ့ဘုရားခင်မကောင်းမှုတွေတည်ရှိခြင်းကိုနော်ဒီယုတ်တဗေဒဘာသာအရာဆန့်ကျင်မှုတကယ်ရှိပါသလားအတူချုံနော်အဖြေကတော့မရှိပါဘူးဘာကြောင့်လဲဆိုတော့ဘုရားခင်ပုံမကြီးမားတဲ့ကောင်းကျိုးတစ်ခုဖြစ်ပေါ်လာစေဖို့အတွက်မကောင်းမှုနဲ့ဒုက္ခဆင်းရဲအချို့ကိုခွင့်ပြုဖို့အကြောင်းပြချက်အကောင်းတွေရှိနိုင်ဖို့ဖြစ်ပါတယ်ဘုရားသခင်ကမကောင်းမှုကိုခွင့်ပြုဖို့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းပြချက်တစ်ခုတောင်ရှိနိုင်တယ်လို့ဆိုရင်ဘုရားသခင်နဲ့မကောင်းမှုတို့ကြားယုတ်တိဗေဒဆိုင်ရာဆန့်ကျင်မှုเนาะမရှိနိုင်တော့ပါဘူးဥပမာသွားဆရာဝန်စီသွားတာကိုစဉ်းစားကြည့်ကျွန်တော်တို့အများစုကသွားဆရာဝန်စီပုံမှန်သွားကြပြီမယ်အဲ့ဒီအတွေ့အကြုံကိုအမှန်တကယ်နှစ်သက်တဲ့သူကရှားပါတယ်သွားဆရာဝန်စီသွားဖို့လိုအပ်တယ်လို့ဆိုရဲเนาะသိပြီမယ်တက်တောင့်တက်တာရှိတဲ့အတွေ့အကြုံမဟုတ်ဘူးနောက်တစ်ခါလေးနာကျင်တတ်တယ်သွားဆရာဝန်ကတတုခရိယာချွန်းချွန်းတွေနော်လေပတ်နေတဲ့စပြားတွေကိုပါဇက်တစ်ထည့်ပြီးသွားနဲ့သူဖုံးကိုထိုးခြင်းနော်ချစ်ခြင်းအဆရှိသည်ဖြစ်ပေါ်နော်ဆိုလှုပ်လိရှိပါတယ်နော်ဒါပေမဲ့ကျမ်းမာတဲ့သွားတွေရရှိစေမဲ့ပိုကြီးမားတဲ့ကောင်းကျိုးအတွက်အဲ့ဒီနာကျင်မှုကိုကျွန်တော်တို့ခွင့်ပြုကြပါတယ်အလားတူเนาะဘုရားသခင်ကလည်းပဲမကောင်းမှုနဲ့ဒုက္ခဆင်းရဲမှုအချို့ကိုခွင့်ပြုခြင်းအပြင်ပုံမကြီးမားတဲ့ကောင်းကျိုးဖြစ်ပေါ်လာမစေနိုင်ဘူးလားဖြစ်ပေါ်လာစေနိုင်ပါတယ်ဒါဆိုရင်ဘလို့ကောင်းကျိုးမျိုးလဲဥပမာ Holocaust လို့ကြောက်မဖွယ်ကောင်းတဲ့လူမျိုးသုံးเนาะတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ခွင့်ပြုဖို့ဘလို့ကောင်းကျိုးကလုံလောက်နိုင်ပါလဲလို့မေးခွန်းမေးတဲ့အခါအဖြေတစ်ခုကတော့လွတ်လပ်စွာရွေးချယ်နိုင်ခွင့်နော် free way ဖြစ်ပါတယ်လွတ်လပ်စွာရွေးချယ်နိုင်ခွင့်ဟာကျွန်တော်တို့ကိုပေးထားတဲ့အထူးအံ့ဩဖွယ်လက်ဆောင်တစ်ခုဖြစ်ပါတယ် free way ဆိုတာကျွန်တော်တို့ဟာကောင်းတာကိုဖြစ်စေမကောင်းတာကိုဖြစ်စေလွတ်လပ်စွာရွေးချယ်နိုင်တယ်ဆိုတဲ့သဘောပါအဲ့တော့ဒီလိုရွေးချယ်မှုနဲ့နော်ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ကတခါတလေမှားယွင်းတဲ့အရာကိုရွေးချယ်ကြပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုမကောင်းမှုကိုဘယ်တော့မှမရွေးချယ်နော်နိုင်အောင်တားဆီးထားနိုင်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့စဉ်းစားကြည့်မကောင်းမှုကိုတကယ်ရွေးချယ်နိုင်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ကလွတ်လပ်မှုဟာစစ်မှန်တဲ့လွတ်လပ်မှုမဟုတ်တော့ပါဘူးစစ်မှန်တဲ့လွတ်လပ်မှုမှာဟုတ်တယ်ဒါမှမဟုတ်ဘူးလို့ရွေးချယ်နိုင်ခြင်းကောင်းမှုဒါမှမဟုတ်ကောင်းမှုရွေးချယ်နိုင်ခြင်းတို့ပါဝင်ရပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ free way เนาะဒီရရှိဖို့အတွက်ကတော့အကောင်းနဲ့ဆိုးတွန်တွဲပြီးတော့ပါလာနေပါတယ်အဲ့တော့ကျွန်တော်တို့အကောင်းနဲ့ဆိုးတကယ်စစ်စစ်မှန်မှန်ရွေးချယ်နိုင်မှုဆိုမှတော့ free way เนาะလွတ်လပ်တဲ့เนาะ freedom ကလည်းပါလာတော့မှမဟုတ်ဘူးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေเนาะဒီHolocaust ကလူတွေကိုကျင့်တရားဆိုင်ရာမကောင်းတဲ့အရာကိုရွေးချယ်မှုတွေအများကြီးကနေဖြစ်ပေါ်လာတဲ့ moral evil ကိုကျင့်တရားဆိုင်ရာမကောင်းမှုတော့ဖြစ်ပါတယ်အထူးသဖြင့်နော်ဟစ်တလာနဲ့နာဇီခေါင်းဆောင်တွေဟာအလွန်ဆိုးရွားတဲ့ရွေးချယ်မှုတွေကိုပြုလုပ်ခဲ့ကြတယ်ဘုရားသခင်ကဟစ်တလာနဲ့နာဇီကိုမကောင်းမှုရွေးချယ်ခြင်းကနေတားဆီးနိုင်တာမှန်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်လိုက်မယ်ဆိုရင်သူတို့ရဲ့လူသားလွတ်လပ်ခွင့်ကိုဘုရားသခင်ကဖယ်ရှားလိုက်ရမှာဖြစ်ပြီးတော့ဒါဟာပေးဆက်ရမယ့်တန်ဖိုးကြီးတစ်ခုဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်မကောင်းမှုဆိုင်ရာယုတ်တိဗေဒပြဿနာကိုဖြေရှင်းဖို့ဘုရားသခင်ကမကောင်းမှုတစ်ခုချင်းစီကိုဘာကြောင့်ခွင့်ပြုတယ်ဆိုတာသက်သေပြဖို့မလိုပါဘူး Holocaust တမမို့မိချစ်ခင်ရသူတယောက်တည်ဆုံးခြင်းကိုနော်တီးချမကောင်းမှုတစ်ခုကိုဘုရားသခင်ကဘာကြောင့်ခွင့်ပြုသလဲဆိုတဲ့တိကျတဲ့အကြောင်းပြချက်ကိုလည်းပဲရှာဖွေပြသဖို့မလိုပါဘူးဘုရားသခင်ကမကောင်းမှုကိုခွင့်ပြုဖို့အနည်းဆုံးဖြစ်နိုင်ခြေရှိတဲ့အကြောင်းပြချက်တစ်ခုရှိနိုင်တယ်ဆိုတာကိုပြသနိုင်ုံနဲ့လုံလောက်ပါတယ်ဘုရားသခင်ကမကောင်းမှုကိုခွင့်ပြုဖို့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းပြချက်တစ်ခုတောင်ရှိနိုင်တယ်ဆိုရင်ဘုရားသခင်နဲ့မကောင်းမှုတို့
ကြားယုတ်တိဗေဒဆိုင်ရာဆန့်ကျင်မှုပျောက်ကွယ်သွားပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေတမန်တော်မိသားစုဝင်တရားဖျားသခင်ရှိခြင်းနဲ့မကောင်းမှုရှိခြင်းဟာယုတ်တိဗေဒအရာအတူတကွမဖြစ်နိုင်ဘူးလို့ပြောလာတယ်ဒီလိုမေးနိုင်ပါတယ်နော်ဘယ်လိုမေးမလဲဆိုလို့ရှိရင်ဖျားသခင်ဟာနာကျင်မှုနဲ့ဒုက္ခဆင်းရဲမှုကိုခွင့်ပြုဖို့အ ਨੇ ဆုံးအကြောင်းပြချက်နော်ကောင်းတစ်ခုရှိနိုင်တယ်လို့ထင်ပါတယ်ထင်ပါသလားနော်ဥပမာ free will ကိုခွင့်ပြုဖို့ဖြစ်နိုင်မလားသူကဖြစ်နိုင်တယ်ဆိုလို့ဖြစ်ပြောတယ်ဆိုလို့ရှိရင် logical problem ဟာဖြေရှင်းပြီးသားဖြစ်သွားပါတယ်မပြတ်နိုင်ဘူးလို့ဖြေလာတယ်ဆိုရင်တော့ဘုရားသခင်မှာကောင်းမွန်တဲ့အကြောင်းပြချက်တစ်ခုမှမရှိနိုင်ဘူးဆိုတာကိုသူဘလို့သိချာသိနိုင်တယ်လဲဆိုတာပြန်မေးရမှာဖြစ်ပါတယ်เนาะအဲ့ဒီမေးခွန်းဟာရိုးသားတဲ့အဖြေကတော့ကျွန်တော်တို့မသိပါဘူးဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်မသိတာကြောင့်ဘုရားသခင်အကြောင်းပြချက်ကောင်းမရှိဘူးလို့တော့မဆိုနိုင်ဘူးမကောင်းမှုဆိုင်ရာပြဿနာအဲ့တော့ဒီယုတ်တိဗေဒဘာသာနဲ့ပတ်သက်စံကျင်ပန်နဲ့ပတ်သက်ပြီးတော့မှာ sorry နော်ကျွန်တော်တို့တွေဒီလိုမျိုးပြန်လဲပြီးတော့ခြေပမိခွန်းထုတ်နိုင်ပါတယ်မသိဘူးဆိုတိုင်းမရှိဘူးဆိုတာနော်ကိုကျွန်တော်တို့ပြောလို့မရပါဘူးအဲ့တော့ဒုတိယပြဿနာဒီညှင်းဆန်မှုကတော့ဗာလဲဆိုတော့ဒီ evidential problem of evil မကောင်းမှုဆိုင်ရာသက်သေအထောက်အထားပြဿနာကိုဖြေရှင်းခြင်းဖြစ်ပါတယ်ဒီအချက်ကိုစိတ်ထဲမှာထားပြီးတော့တန်တရားရှိသူတယောက်ပေါ့နော်ဆက်ပြီးတော့မှကန့်ကွက်နိုင်ပါတယ်မကောင်းမှုရဲ့သက်သေအထောက်အထားကအလို့များပြားလွန်းတဲ့အတွက်ဘုရားသခင်ဟာဒီမကောင်းမှုတွေကိုခွင့်ပြုဖို့ရှိနိုင်တဲ့အကြောင်းပြချက်မှန်သမျှကိုကြော်လွန်နေတယ်။တနည်းအားဖြင့်ရှင်းပြလို့မရတဲ့အကျမ်းဖတ်မှုမျိုးအကြောင်းမဲ့သလိုထင်ရတဲ့နာကျင်မှုမျိုးအလုံးများပြားတဲ့နော်ပြဿနာတွေမျိုးဘုရားသခင်တည်ရှိဖို့အလုံးမဖြစ်နိုင်ဘူးလို့ဆိုလိုပါတယ်။တော့ဟောပါနော်ရန်ဆိုးရွားမှုတွေကအကြောင်းပြချက်တွေကိုနော်မခိုင်လုံစေတော့ဘူး။အဲ့တော့ဘလို့မှမရှိနိုင်ဘူးဆိုတဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့ဒီ logical problem ကဘုရားသခင်ရဲ့မကောင်းမှုတို့နဲ့အတူတူတည်ရှိဖို့မဖြစ်ဘူး impossible လို့ဆိုတဲ့ evidential problem ကတော့မကောင်းမှုဆိုင်ရာသက်သေအထောက်အထားအလုံးများပြားနေတဲ့အတွက်ဘုရားသခင်တည်ရှိဖို့အလုံးမဖြစ်နိုင်ဘူး extremely unlikely လို့ဆိုပါတယ်ဒီနှစ်ခုအရေးကြီးတဲ့ကွာခြားချက်တစ်ခုဖြစ်ပါတယ်ဒါကိုဆိုရင်တနည်းအားဖြင့်သူဘလို့မကောင်းမှုမျိုးကိုသက်သေအထောက်အထားအဖြစ်စဉ်းစားနေတာလေများသောအားဖြင့်အဓိပ္ပာယ်မရှိသလိုထင်ရတဲ့ပုံမကြီးမားတဲ့ကောင်းကျိုးတစ်ခုဖြစ်ပေါ်စေမဲ့ပုံမမြင်ရတဲ့မကောင်းမှုမျိုးဖြစ်ပါတယ်ဥပမာ hurricane ငလျင်နဲ့ဆူနာမီလူသားတွေကြောင့်တော့ဓာတ်ရိုက်မဖြစ်ပေါ်တဲ့သဘောဘေးအန္တရာယ်တွေဖြစ်နိုင်တယ်ဒီလိုဖြစ်ရက်တွေကိုလူသားတွေရဲ့ free will ကြောင့်လို့နော်ဖြစ်လာတယ်လို့ကျွန်တော်ပြောဖို့ခက်ခဲပါတယ်ကလေးကန်ဆာယောဂါဒါမှမဟုတ်တရိษံတွေရဲ့ဒုက္ခဆင်းရဲမှုကိုအကြောင်းမဲ့သလိုမြင်ရတဲ့နာကျင်မှုတွေကိုစဉ်းစားနိုင်ပါတယ်တဏှာရှိသူကဒီလိုဒုက္ခတွေဟာအတိပယ်မရှိဘူးလို့เนาะလုံးဝသိချဆိုတာတက်တည်မပြသနိုင်ပေမဲ့ရှိနေတဲ့တက်တည်အထောက်ထားတွေအရာဒီဒုက္ခတွေကိုခွင့်ပြုဖို့လုံလောက်တဲ့အကြောင်းပြချက်မရှိနိုင်ချေကအလွန်များပြားနေတယ်လို့ဆိုပါတယ်ဒါကြောင့်နော်ဘုရားသခင်တည်ရှိဖို့လည်းပဲအလုံးအကျုံမဖြစ်နိုင်ဘူးလို့ကောက်ချက်ချကြပါတယ်ဒါဆိုရင်ဒီ evidential problem of evil ကိုဘယ်လိုတုံ့ပြန်သင့်တယ်လဲစာရေးသူနဲ့မိတ်ဆွေနော်ထရဟွန်ကဒီပြဿနာကိုတုံ့ပြန်ဖို့နီလန်၃ခုကိုအကြံပြုထားပါတယ်ကောင်းမွန်တဲ့နော်အကြောင်းပြချက်များနဲ့ချိကက်ခြင်း the good reason approach ဒီနီလန်ရဲ့ပုံစံတစ်မျိုးကိုအစောပိုင်းမှာကျွန်တော်တို့တွေတွေ့ခဲ့ပြီးပါပြီဘုရားသခင်ဟာကောင်းမွန်တဲ့အကြောင်းပြချက်တွေနဲ့ရှိတာကြောင့်ဒါမှမဟုတ်ပုံမကြီးမားတဲ့ကောင်းကျိုးတစ်ခုဖြစ်ပေါ်စေနိုင်တာကြောင့်မကောင်းမှုနဲ့ဒုက္ခဆင်းရဲအချို့ကိုခွင့်ပြုတယ်လို့ဒီနည်းလမ်းကဆိုပါတယ်ဒီအထက်မှာ free will ကိုဥပမာတစ်ခုအဖြစ်ဖော်ပြခဲ့ပေမဲ့အခြားကောင်းကျိုးများစွာကိုလည်းပဲစဉ်းစားနိုင်ပါသေးတယ်ဥပမာသဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါအဲ့ဒီနောက်မှာပေါ်ပေါက်လာလေရှိတယ်သူ့ရဲ့နော်ကောင်းဆန်မှုမိတ္တဟာရဖြစ်တဲ့စီးလုံးညီညွတ်မှုတွေကိုစဉ်းစားကြည့်ပါဟာရီကိန်းမုန်တိုင်းဒါမှမဟုတ်ရေကြီးမှုတွေဖြစ်ပြီးတဲ့နောက်လူတွေဟာအချင်းချင်းကူညီဖို့ထွက်ပေါ်လာကြတယ်ဥပမာ Hurricane Katrina ဖြစ်ပြီးတဲ့နောက်မှာနော်ကမ္ဘာအနှံ့အကူအညီတွေရောက်ရှိလာခဲ့ကြတယ်
ကမ္ဘာမှာအဆင်းရဲဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်တဲ့နောက်ဘင်္ဂလားဒေ့ရှ်တောင်မှာကေဆယ်ရေးလုပ်ငန်းကြီးတွေအတွက်ကိုဒေါ်လာသန်းနော်ပေးပို့ခဲ့တယ်ဒီလိုကျင်နာတနာမှုဆိုင်ရာလုပ်ရက်တွေဟာဒုက္ခကိုလျော့ပါးစေတာအကြောင်းသာနော်အရေးကြီးတာမဟုတ်ဘူးအဲ့လိုလုပ်ရက်တွေကိုလှုပ်ဆောင်တဲ့လူတွေကိုယ်တိုင်ပိုကောင်းတဲ့သူတွေပိုတီလာရှိတဲ့သူတွေတခါတလေယုံကြည်ခြင်းပုံမနဲ့ဆိုင်တဲ့သူတွေဖြစ်လာစေနိုင်ပါတယ်အကန့်အသတ်ရှိတဲ့ရှုမြင်ပုံစံနဲ့ချိကပ်ခြင်းဒုတိယတစ်ခုကတော့เนาะအကန့်အသတ်ရှိတဲ့ရှုမြင်ပုံစံနဲ့ချိကပ်ခြင်း the limited no perspective approach လို့ခေါ်တယ်ဒီနီလာဟာဖျားသခင်မှာမကောင်းမှုကိုခွင့်ပြုဖို့ကောင်းမွန်တဲ့အကြောင်းပြချက်တွေဘာတွေရှိနိုင်မလဲဆိုတာကိုကျွန်တော်တို့ခန့်မှန်းနိုင်ပေမဲ့ကျွန်တော်တို့ရဲ့ရှုမြင်နိုင်စွမ်းကတော့အလွန်ကျဉ်းမြောင်းတဲ့เนาะအနေအထားမှာမရှိဘူးလို့เนาะမရှိဘူးလို့ဆိုပါတယ်เนาะကျွန်တော်တို့ဟာအချိန်နဲ့နေရာအတွင်းကန့်သက်ခံထားရပါတယ်เนาะအချိန်တစ်ခုမှာကမ္ဘာပေါ်မှာဖြစ်ရက်တွေရဲ့เนาะအစိအပိုင်းအနေငယ်ကိုသာကျွန်တော်တို့တွေမြင်နိုင်ပါတယ်အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုလည်းပဲမမြင်နိုင်ပါဘူးဒါပေမဲ့ဘုရားသခင်ကတော့လောကမှာဖြစ်ပေါ်တဲ့လောက်ရတိုင်းရဲ့ရေရှည်အကျိုးဆက်နဲ့ကျေပြန့်စွာဆွနွယ်သွားမဲ့အကျိုးသက်ရောက်မှုတွေကိုသူကမြင်နိုင်ပါတယ်ဥပမာမက္ကဆီကိုပင်လယ်ကွေ့မှာနော်ဟရီကိန်းမုန်တိုင်းတစ်ခုဖြစ်ခွင့်ပြုရဆိုရင်အဲ့ဒီမုန်တိုင်းကြောင့်အချိန်နဲ့နေရာအနှံ့လူသားသဘာဝအားလုံးအပေါ်ဖြစ်လာမယ့်အကျိုးဆက်တွေကိုဖျားခင်မြင်နိုင်ပါတယ်အဲ့ဒီမုန်တိုင်းကဖြစ်စေမဲ့ပျက်စီးမှုအားလုံးကိုတာမကနော်အဲ့ဒီကနေဖြစ်ပေါ်လာနိုင်တဲ့ကောင်းကျိုးအားလုံးကိုလည်းပဲကိုရောမြင်တွေ့နိုင်ပါတယ်ဒါကြောင့်အဲ့ဒီမုန်တိုင်းကိုခွင့်ပြုဖို့လုံလောက်တဲ့အကြောင်းပြချက်ရှိမရှိကျွန်တော်တို့ထက်ဘုရားသခင်ကပုံမူသိနေပါတယ်ဒါကြောင့်ဘုရားသခင်မှာဒီလိုပြင်းထန်တဲ့ဒုက္ခကိုခွင့်ပြုဖို့အကြောင်းပြချက်ကောင်းမရှိနိုင်ဘူးလို့เนาะကျွန်တော်တို့တွေမဆိုနိုင်ပါဘူးဒီဘုရားသခင်မှာအကြောင်းပြချက်ကောင်းရှိမရှိအပြည့်အဝသိရှိနိုင်ဖို့ဆိုရင်လက်ရှိဖြစ်ရတွေအနာဂတ်တွေအထိဖြစ်လာမဲ့အကျိုးဆက်အားလုံးကိုသိဖို့လိုနေတယ်အဲ့တော့ဒါ limited approach လို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီရအားလုံးကိုသိနိုင်တာဟာလူသားတွေရဲ့အကန့်အသတ်ကိုကျော်လွန်ပါတယ်ဒါကြောင့် limited perspective approach ရဲ့အဓိကအဖြစ်ကတော့ရွှေရှင်းပါတယ်ဘုရားသခင်ဟာဒီအဖြစ်ပြက်ကိုဘာကြောင့်ခွင့်ပြုသလဲခွင့်ပြုဖို့လုံလောက်တဲ့အကြောင်းပြချက်ရှိသလားဆိုတာကျွန်တော်တို့မသိနိုင်ဘူးဒါကြောင့်เนาะအဲ့ဒါကိုအပြည့်အဝဆုံးဖြတ်နိုင်လောက်တဲ့ရှုမြင်နိုင်စွမ်းကျွန်တော်တို့မှာမရှိလို့ပေါ်ဖျားမရှိဘူးလို့မဆိုနိုင်ခြင်းဖြစ်ပါတယ်